สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင် Stay Time with me channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ vocab တွေကို exam နဲ့တူတူဖြူနဲ့လေ့လာကြည့်ကြရအောင်နော်တကယ်လို့ပြည့်ပြည့်လေးကိုသဘောကျရဆိုလို့ရှိရင် like share လေးနှိပ်သွားပေးပါအောင်နော်ပထမဦးဆုံး vocab အလုံးအနေနဲ့ไปเที่ยวဆိုတာကခရီးသွားတယ်ไปเที่ยวခရီးသွားသည်သူ့ရဲ့ exam စာကြောင်းကကြတော့ဒီတစ်ပတ်စနေမှာငါတငယ်ချင်းတွေနဲ့ပင်လည်သွားမယ်วันเสาร์นี้ฉันจะไปเที่ยวทะเลกับเพื่อนวันเสาร์นี้ฉันจะไปเที่ยวทะเลกับเพื่อนวันเสาร์นี้ฉันจะไปเที่ยวทะเลกับเพื่อนวันเสาร์นี้ဆိုတာကဒီတစ်ပတ်စနေမှာฉันငါကจะไปเที่ยวทะเลပင်လယ်ကိုအလဲသွားမယ်กับเพื่อนဆိုတာကတငယ်ချင်းတွေနဲ့วันเสาร์นี้ฉันจะไปเที่ยวทะเลกับเพื่อนနောက်တစ် vocab တစ်လုံးကကြတော့กินข้าวဆိုတာကထမင်းစားသည်သူ့ရဲ့ exam စာသားကကြတော့ညနေငါတို့ထမင်းတူတူစားကြမလားตอนเย็นเราจะไปกินข้าวด้วยกันไหมตอนเย็นเราจะไปกินข้าวด้วยกันไหมตอนเย็นเราจะไปกินข้าวด้วยกันไหมตอนเย็นဆိုတာကညနေเราငါတို့ကจะไปกินข้าวထမင်းသွားစားကြမလားด้วยกันไหมဆိုတာကအတူတူသွားစားကြမလားပေါ့နော်ตอนเย็นเราจะไปกินข้าวด้วยกันไหมညနေငါတို့ထမင်းအတူတူသွားစားကြမလားตอนเย็นเราจะไปกินข้าวด้วยกันไหมနောက်ထပ် vocab ကကြတော့ทำงานဆိုတာကအလုပ်လုပ်သည်ทำงานသူရဲ့ example ကကြတော့ငါအဖေကဆေးရုံမှာအလုပ်လုပ်နေတယ်လို့ပြောချင်ရင်พ่อของฉันทำงานที่โรงพยาบาลพ่อของฉันทำงานที่โรงพยาบาลพ่อของฉันဆိုတာကငါရဲ့အဖေကทำงานအလုပ်လုပ်တယ်ที่โรงพยาบาลဆေးရုံမှာအလုပ်လုပ်တယ်พ่อของฉันทำงานที่โรงพยาบาลငါရဲ့အဖေကဆေးရုံမှာအလုပ်လုပ်နေတယ်နောက်ထပ် vocab ကကြတော့เรียนหนังสือဆိုတာကစာသင်တာကိုပြောတာသူရဲ့ example ကကြတော့တနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့ထိငါစာသင်ရတယ်လို့ပြောချင်ရင်ทุกวันจันทร์ถึงวันศุกร์ฉันต้องเรียนหนังสือทุกวันจันทร์ถึงวันศุกร์ฉันต้องเรียนหนังสือทุกวันจันทร์ถึงวันศุกร์ฉันต้องเรียนหนังสือဆိုတာကတနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့ထိทุกวันจันทร์တနင်္လာနေ့ကနေပြီးတော့ถึงวันศุกร์တနင်္လာတောက်ကြနေ့ရောက်တဲ့အထိပေါ့နော်ฉันငါကต้องเรียนหนังสือစာကိုသင်ရတယ်နောက်တစ်လုံးကကြတော့ตื่นเช้าဆိုတာကစောစောထားတာစောစောနိုးတာကိုပြောတာမနေ့ပြန်စာရွက်ပွဲရှိလို့စောစောထားဖို့လိုတယ်ဆိုလို့ရှိရင်พรุ่งนี้ต้องตื่นเช้าเพราะมีสอบพรุ่งนี้ต้องตื่นเช้าเพราะมีสอบพรุ่งนี้ต้องตื่นเช้าเพราะมีสอบမနေ့ပြန်စာရွက်ပွဲရှိလို့စောစောထားဖို့လိုတယ်နောက်ချက် vocab တစ်လုံးကကြတော့มีเวลาဆိုတာကအချိန်ရှိလို့ရှိရင်ပေါ့နော်มีเวลาအချိန်ရှိရင်ถ้าฉันมีเวลาတကယ်လို့ถ้าฉันมีเวลาฉันจะไปเที่ยวกับเธอถ้าฉันมีเวลาฉันจะไปเที่ยวกับเธอถ้าฉันมีเวลาฉันจะไปเที่ยวกับเธอถ้าတကယ်လို့ฉันငါကมีเวลาဆိုလို့ရှိရင်အချိန်ရှိမယ်ဆိုလို့ရှိရင်ฉันจะไปเที่ยวกับเธอငါမင်းနဲ့ခရီးတူတူသွားမယ်ပေါ့နော်ခရီးသွားမယ်ถ้าฉันมีเวลาฉันจะไปเที่ยวกับเธอတကယ်လို့အချိန်ရှိလို့ရှိရင်ငါမင်းနဲ့အတူတူခရီးသွားရှင်နဲ့ခရီးသွားမယ်နောက်ထပ် vocab တစ်လုံးကကြတော့นอนဆိုတာကအိတ်တီမင်းညကငါအိတ်မပျော်ဘူးဆိုလို့ရှိရင်เมื่อคืนฉันนอนไม่หลับเลยเมื่อคืนฉันนอนไม่หลับเลยเมื่อคืนฉัน
นอนไม่หลับเลยเมื่อคืนสระกะมณีญากะฉันงากะนอนไม่หลับဆိုလို့ရှိရင်အိမ်မပြောဘူးလေဆိုတာကနော်လို့အသေးပဲရတယ်ပေါ့နော်အဲ့လိုမျိုးပြန်လို့လည်းရတယ်เมื่อคืนฉันนอนไม่หลับเลยမနေ့ညကငါအိမ်မပြောဘူးနောက်တစ်ကြောင်ငါကြတော့နောက်ထပ် vocab တစ်လုံးငါကြတော့อ่านหนังสืออ่านหนังสืออ่านหนังสือဆိုတာကစာဖတ်တာကိုပြောတာမအိတ်ခင်စာဖတ်ရတာကြိုက်တယ်ฉันชอบอ่านหนังสือก่อนนอนฉันชอบอ่านหนังสือก่อนนอนฉันชอบอ่านหนังสือก่อนนอนဆိုရင်မအိတ်ခင်စာဖတ်ရတာကြိုက်တယ်ฉันငါကชอบကြိုက်တယ်อ่านหนังสือဆိုတာကစာဖတ်တာก่อนนอนဆိုတာကမအိတ်ခင်စာဖတ်ရတာကြိုက်တယ်နောက်ထပ် vocab တစ်လုံးကကြတော့ดูหนังဆိုတာကရုပ်ရှင်ကြည့်တာကိုပြောတာသူရဲ့ vocab ကသူရဲ့ example ကကြတော့စနေတနင်္ဂနွေအိမ်မှာရုပ်ရှင်ကြည့်ရတာကြိုက်တယ်เสาร์อาทิตย์ฉันชอบดูหนังที่บ้านเสาร์อาทิตย์ฉันชอบดูหนังที่บ้านเสาร์อาทิตย์ฉันชอบดูหนังที่บ้านสนิทตนิ่งคนนี้အိမ်မှာရုပ်ရှင်ကြည့်ရတာကြိုက်တယ်เสาร์อาทิตย์ဆိုတာကစနေတနင်္ဂနွေฉันชอบငါကြိုက်တယ်ดูหนังရုပ်ရှင်ကြည့်ရတာကိုที่บ้านအိမ်မှာစနေတနင်္ဂနွေအိမ်မှာရုပ်ရှင်ကြည့်ရတာကြိုက်တယ်เสาร์อาทิตย์ฉันชอบดูหนังที่บ้านနောက်ထပ် vocab ကကြတော့ฟังเพลงဆိုတာကတခြင်းနာထောင်တာฟังเพลงတခြင်းနာထောင်သည်သူရဲ့ example စာကြောင်းကကြတော့ခရီးထွက်တဲ့အခါမှာဘောနော်တခြင်းနာထောင်ရတာကြိုက်တယ်ဆိုလို့ရှိရင်ฉันชอบฟังเพลงเวลาเดินทางฉันชอบฟังเพลงเวลาเดินทางฉันชอบฟังเพลงเวลาเดินทางฉันငါကชอบကြိုက်တယ်ฟังเพลงတခြင်းနာထောင်ရတာကိုကြိုက်တယ်เวลาဆိုတာကအချိန်เดินทางဆိုတာကခရီးသွားတာကိုပြောတာပေါ့နော်เวลาเดินทางခရီးသွားတဲ့အချိန်မှာငါကတခြင်းနာထောင်ရတာကိုကြိုက်တယ်နောက်ထပ် vocab ကကြတော့ซื้อของဆိုတာကဈေးဝယ်တာပစ္စည်းဝယ်တာซื้อของသူရဲ့ example ကကြတော့ကုန်တိုင်းမှာပစ္စည်းမနေ့ကကုန်တိုင်းမှာပစ္စည်းသွားဝယ်တယ်မနေ့ကကုန်တိုင်းမှာငါပစ္စည်းသွားဝယ်တယ်လို့ပြောချင်ရင်เมื่อวันฉันไปซื้อของที่ห้างเมื่อวันฉันไปซื้อของที่ห้างเมื่อวันฉันไปซื้อของที่ห้างเมื่อวันมနေ့ကฉันไปซื้อของပစ္စည်းသွားဝယ်တယ်ที่ห้างဆိုတာကကုန်တိုင်းမှာမနေ့ကငါပစ္စည်းသွားဝယ်တယ်เมื่อวันฉันไปซื้อของที่บ้านที่ห้างနောက်ထပ် vocab ကကြတော့โทรหาဆိုတာကဖုန်းခေါ်တာကိုပြောတာသူရဲ့ example ကကြတော့တကယ်လို့ပြဿနာရှိတယ်ဆိုလို့ရှိရင်ငါ့ကိုဖုန်းခေါ်လို့ရတယ်နော်ဆိုလို့ရှိရင်ถ้ามีปัญหาโทรหาฉันได้นะถ้ามีปัญหาโทรหาฉันได้นะถ้ามีปัญหาโทรหาฉันได้นะถ้าတကယ်လို့มีปัญหาပြဿနာရှိလို့ရှိရင်โทรหาฉันได้นะငါ့ကိုဖုန်းခေါ်လို့ရတယ်နော်တကယ်လို့ပြဿနာရှိလို့ရှိရင်ငါ့ကိုဖုန်းခေါ်လို့ရတယ်နော်ถ้ามีปัญหาโทรหาฉันได้นะဒီနေ့မှာတော့အဖြူက vocab 12လုံးကို share လုပ်ပေးသွားတာဖြစ်ပါတယ်တကယ်လို့တကယ်ချင်းတို့လည်း vocab တွေကိုလေ့လာတဲ့အခါမှာဒီလိုမျိုး example လေးနဲ့တွဲပြီးတော့လေ့လာကြည့်ပါနော်ဒီလိုမျိုးလေ့လာခြင်းအဖြစ်ကိုယ့်ရဲ့ vocab တွေကိုပို့ပြီးတော့မှတ်မိစေတယ်နော်ขอบคุณนะคะทุกคนเจอกันวิดีโอคลิปหน้านะคะเพื่อวิดีโอလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like share နှိပ်သားပေးပါအောင်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်บ๊ายบายค่ะสวัสดีค่ะ